ရှင်။ဘာရဲ့နာမည်နဲ့ဘာမှမလဲဆိုတာလေးကိုမိတ်ဆက်ပေးပါမယ်ရှင်။အဲ့ဒါလေးကချုံနေတော့ပါ။တော့ဒီရှိရာတွေပါပဲနေရပါရှင်။မတ်သားလေးနာမည်နဲ့ပေါ့နော်။မတ်သားလေးရဲ့အတန်လေးကိုပြောပြပေးပါမယ်ရှင်။မတ်သားလေးကပေါ်ပြီးမှာတကတော့6နှစ်ပဲပေါ့နော်။ပါရမီမှာတင်ရပါရှင်။ဟုတ်ကဲ့ပါရှင်။ဇာတ်ကနေပြီးတော့ဒီကုန်းဒီတချို့ပေါ့နော်။ဒီပါမယ်ရှင်။ဟုတ်။အမကသားလေးတောင်းတောင်းတဲ့ရေကလည်းအစီအမနော်။အမတောင်းပြီးတော့တောင်းခင်းပေးမှာပဲ။အမရဲ့တောင်းကြီးတွေကိုပြီးထည့်ရတဲ့ဆိုတာလေးနဲ့ဆက်ပြောပြပါအောင်ရှင်။နောက်တော့သားလေးတောင်းထားတော့မယ်ဆိုတော့ဒီလေးလေးတော့ဒီလေးရှိတဲ့တောင်းလေးကိုရေးချတာပေါ့။ဒီချေတော့ဒီမှာတာဒီမှာလာရင်လည်းတရားပြီးတဲ့တောင်းလေးကိုမှဒီတော့ဘယ်လိုရေးချင်လဲ။ကျောင်းလေးတွေကမှဒီအကြည့်စီကြောင်းပေါ့နော်။ဒီဖြစ်ခဲ့တာလေးကိုပြောပြပါရှင်။ဆောင်းလာလို့ဒီလိုတော့မှလမ်းရှိတဲ့နေနဲ့လည်းဒီနေ့တွေ့ရတယ်။မာကိရှိမှာဘယ်လိုလဲလာတော့ဒီနေ့ဒီမှာအတိတ်ကလေးအကန့်နဲ့ပြောထားတယ်။ပြန်ဒီမှာလာဆုံးနေကြအောင်ဆုံးနေကြအောင်မှာဒီတင်မိုးလေးတွေပြောထားတယ်။ဒီမှာအမအကတော့IS တင်နေဆိုပြီးလိုက်တယ်ဒီမှာပါဠိမှာဖြစ်ဒီလိုဘုရားကြီးတဲ့နေရာကိုလည်းဒီလိုအခါလေးတင်ရတယ်မှာဘယ်လိုပြောထားလဲတောင်းပြီးချင်။ဟုတ်ကဲ့ပါရှင်။ဟောအမှန်ကတော့နော်ဒီစနေတွေ education center ကိုဘယ်လိုလဲစတင်ခဲ့ရလဲပေါ့နော်။ဟုတ်။နောက်ဒီကိုရတဲ့ဘက်ကတော့အဲ့လိုလေးပါ online မှာပါလေးလာလိုက်ဆိုင်နေပါဘူး။ဒီတောင်းရအမှားဒီနဲ့ချက်လေးနဲ့ကြည့်ရပြီးတော့စာတန်းစာမှာပေါ့ဒီတော့မရှိတဲ့ဒီမှာလေးတွေအဲ့လိုလေးတင်ကြပြီးအပြီးမှာတွေ့ရအဲ့လိုဒီမှာတောင်းမှဆိုလို့ရှိရင်ဘာဝဘီရဲ့အခြေအနေလေးဆိုရင်ဒီတင်ကားလေးလာပြီးဒီတို့ပြောကကလေးကိုวิจิตรရတာလေးတွေ့ရပြီးတော့အဲ့ဒါလေးနဲ့ပါပြီးတော့ဘောစားကြတာအခုကျောင်းလေးမှာပေါ့နော်ဒီမှာတရားလေးထားတဲ့ပုံမှာတရားလေးရဲ့အခြေအနေလေးတွေရောတစ်ချက်တော့ပြောပြပါအောင်ရှင်။တောင်းရဲ့အခြေအနေကတော့ဒီနေ့တည်းမှာထားတာတစ်ရှိပြီဆိုတော့ဒီနေ့တည်းကတော့တိုးတက်ကြောင်းလေးလာတာကတော့အများကြီးပါလို့တင်တော့စာပိုင်းမှာလည်းကြည့်ကြည့်လို့နော်တော့ဒီမှာပြောဆိုနေတိုင်းလာလို့ရှိရင်အကုန်လုံးကတော့အကုန်ဆက်လိုက်နေတာပြောပြရမှာပြင်ဒီလိုကတင်တာကတော့ဒီမှာမနေချင်တော့တိုးတက်ကြတယ်တော့ခိုင်းပါဟုတ်အဲ့တော့ဒီအမှားဝိပါတော့နေတခါလေးအခုဆိုပြောင်းလဲလာတာဒီပေါ်မှာဘယ်လိုလေးခံစားရလဲရှင်ဟုတ်ဒီပါဆိုတော့လည်းအတိအကျပြောင်းလဲလာတယ်ဒီဖြစ်တာပေါ့နော်အဲ့မဲ့အခုဒီကြောင်းမှာဒီလိုပြောတယ်ကိုယ်ကလေးမှာပေါ့တခြားကလေးတွေဒီကလေးတွေကတော့အကုန်လုံးတိုးတက်ကြတယ်လို့အကုန်သူတို့လေးအချင်းကိုပြီးချင်တာကျေးဇူးပါရှင်အခုနောက်ဆုံးမိခွန်းလေးအနေနဲ့ပါတော့ဒီအခြားမိသားစုတွေကိုတော့ဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုရီကွယ်လေးပြောချင်တာလေးရှင်ပြောပြပါရှင်လာရောက်စေးလာကြည့်ကြည့်ပါတော့နော်တိုင်းပြည်တော့တစ်တော့မှာသိကြည့်ပါပါတာလိုက်မှာပေါ့တခြားဒီကကြာလေးရာတဲ့စာတင်ဒီရတဲ့ဒီရာတဲ့ဒါလေးရာဆိုတော့အစိတ်မှဖြစ်တဲ့တဲ့မျိုးတော့ကိုယ်ကလည်းအစိတ်ကြီးရာဆိုတော့ဒီလိုမှမသိဘူးကျေးဇူးပါရှင်